လုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထွန်းစားလက်တော့ကနေပြီးတော့အသေးရောက်ရှိလာတဲ့လက်တော့လေးလည်းပေးဆက်ပေးခြင်းလို့ပါရှင်ဒီကောင်လေးကတော့ HP A9 ပုံ840ချစ်စစ်လေးဖြစ်ပါရဲ့ရှင်ဒီကောင်လေးကတော့ i5 8gen RAM ကတော့ SSD 256လေးနဲ့5ကတော့14နှစ်မှလေးဖြစ်ပါတယ်ဒီကောင်လေးက resolution ကတော့ 1920x တိုင်း 8GB လေးပါဝင်လာပြီးတော့ Full HD display ဖြစ်ပါတယ်ဒီကောင်လေးရဲ့အထောက်ချက်ကတော့ graphic ပါဝင်ပြီးတော့ graphic မြေတီးရ958ကိုမှ2ကလေးထပ်ပြီးတော့ပေးထားတဲ့အတွက်ကြောင့်ရုပ်သုံးကြောင်းတော့ Photoshop ဗီဒီယိုအတင်ကောင်းလေးအသုံးပြုချင်ပါတယ်ဆိုတဲ့လူတွေအတွက်လည်းပိုပြီးအဆင်ပြေပါတယ်ဒီကောင်လေးရဲ့ဈေးလုံးလေးကတော့7,000ရှိလောက်ကျဖြစ်ပါတယ်ဒီကောင်လေးမှာပါဝင်တဲ့ပေါ်လေးတွေကတော့ audio jack USB HDMI 3 LAN HDMI J Type C original charger ဒီဘက်မှာတော့ USB အပေါင်းလေးတစ်ပေါက်ထပ်ပြီးတော့ပေးထားပါတယ်ဒီကောင်လေးကိုဝယ်ယူအပ်ပေးခြင်းလဲဆိုရင်တော့ M136 နဲ့အောက်ပဲလောက်6တသားမြို့နယ်စကုံမြို့နယ်တို့ဖောက်ဆက်ပြီးရပဲဖြစ်ဖြစ်ယူကိုရရောပဲဖြစ်ဖြစ်လာဝယ်ယူအပ်ပေးနိုင်ပါရဲ့ရှင်လက်ကားပြပြီးတော့လိုချင်လက်ကရှာမများအတွက်လည်းလက်ကားစီးတင်တာလေးတတ်မှတ်ထားပါရဲ့ရှင်